မင်္ဂလာပါຫນွေဥမေရှန်တွေကနေကြိုဆိုနိုင်ရပါတယ်ဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့အကြမ်းဖက်စစ်တပ်ကဘုံကျဲတာကြောင့်အချက်သားပြည်သူတွေအများအပြားအသက်ဆုံးရှုံးခဲ့ရတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အော်တိုဘာလ10ရက်နေ့မနက်9:40မိနစ်ခန့်မှာတနင်္လာရီမြို့နယ်တာကူရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်လေယာဉ်ဖြင့်ဘုံကျဲတိုက်ခတ်ခဲ့ပါတယ်အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ကျေးရွာနေပြည်သူ10ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဒဏ်ရာရရှိသူများထဲမှာပြင်းထန်စွာဒဏ်ရာရရှိသူများလည်းပါဝင်နေကြောင်းကိုသိရှိရပါတယ်။ဒါအပြင်ထိုင်းမြန်မာနယ်စပ်တဝဲမြို့နယ်ထိခီရွာကိုလည်းအကြမ်းဖက်စစ်တပ်ကယနေ့အောက်တိုဘာလ10ရက်နေ့မနက်8နာရီခန့်မှာဂျက်ဖိုက်တာတစ်စီးဖြင့်နှစ်ကြိမ်တိုင်ပုံကျဲတိုက်ခိုက်ခဲ့ပြီးဆက်လက်နှစ်ဖြင့်နှစ်ကြိမ်ဖိခတ်တိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ့ပစ္စည်းများထိခိုက်ပျက်စီးခဲ့ကြောင်းကို KNU မြိတ်တဝဲခရိုင်ကထုတ်ပြန်ထားခဲ့ပါတယ်။ယခုလိုမျိုးနေစားတိုက်ခိုက်တာကြောင့်ထိုင်းမြန်မာနယ်စပ်ကိုပြည်သူ400ဝန်းကျင်ထွက်ပြေးသိမ်းရှောင်နေရပြီးထိုင်းအာဏာပိုင်များကစစ်ပေးဆောင်ပြည်သူများကိုအကူအညီပေးမှုများလှုံ့ဆော်ခဲ့တယ်လို့သိရှိရပါတယ်။ဒါအပြင်မွန်ပြည်နယ်ဘီလင်းမြို့နယ်ပြင်းမပဲစိတ်အနောက်ရွာကိုလည်းအကြမ်းဖက်စစ်တပ်ကလေယာဉ်ဖြင့်ပုံကျဲတိုက်ခိုက်တာကြောင့်ကလေးငယ်များအပါအဝင်ပြည်သူ5ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူ9ဦးရှိကြောင်းကိုသိရှိရပါတယ်။နောက်ပြီးမနေ့ကအောက်တိုဘာလ9ရက်နေ့ည8:13မိနစ်ခန့်မှာလဲဘီလီမြို့နယ်ပြင်းမပဲစိတ်အနောက်ရွာကိုအကြမ်းဖက်စစ်တပ်ကလေယာဉ်ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းပုံကျဲတိုက်ခိုက်မှုတွင်ကလေးငယ်များပါဝင်ပြည်သူ5ဦးပွဲချင်းပြီးသေဆုံးပြီးပြည်သူ9ဦးထိခိုက်ဒဏ်ရာရရှိကဒဏ်ရာရရှိသူများထဲမှာပြင်းထန်စွာဒဏ်ရာရရှိသူများလည်းပါဝင်ကြောင်းကိုသိရှိရပါတယ်။ခက်မှန်ပြီးတော့ယနေ့အောက်တိုဘာလ10ရက်နေ့မနက်8:00နာရီခန့်ကဖားကန်မြို့နှုံခိန်ကျေးရွာအုပ်စုရန်ချက်ပန်းမ30ဖားကန်မြို့အရှိတ်မလန်းကျေးရွာဘက်စီကိုအကြမ်းဖက်စစ်တပ်ကအင်အားလုံးရင်းဖြင့်စစ်ကြောင်းထိုးလာခဲ့ရာ KIA KPDF တပ်ဖွဲ့နဲ့တိုက်ပွဲပြင်းထန်နေပြီးအကြမ်းဖက်စစ်တပ်ကအထိနာနေလာကြောင်းဝိုင်းကျွဲလေရင်ဖြင့်ပုံသည့်အလုံး40ခန့်ကျဲရှာတိုက်ခိုက်ခဲ့ကြောင်းကိုလည်းသိရှိရပါတယ်ဖားကတ်မြို့ရဲ့အရှိတ်အရှမ်းမလန်ကျေးရွာဘက်ကိုစစ်ကောင်စီစစ်ကြောင်းတွေကနှုံခင်းရန်ချက်ဘက်ကနေစစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲထောက်ဆောက်ဖြစ်ပွားနေတာ9ရက်6ရက်တော့ရှိနေပြီဖြစ်ပါတယ်။ဒီတိုက်ပွဲမှာ KIA KPD ရဲ့ပူးပေါင်းတပ်ဖွဲ့ကလည်း drone တွေလက်နက်ကြီးတွေနဲ့ပြန်လည်ခုခံတိုက်ခိုက်နေတာကြောင့်တိုက်ပွဲတွေထောက်ဆောက်ဖြစ်ပွားနေခဲ့ပါတယ်။စစ်ကောင်စီစစ်ကြောင်းဘက်ကလည်းအထိနာနေတာရှိပါတယ်။အဲဒီလိုထိနာနေတာကြောင့်စစ်ကောင်စီဘက်ကဒေသသုံးပြီးဝိုင်းကျွဲလေရင်နဲ့ပုံလုံး40ကျဲချသွားခဲ့ပါတယ်။နောက်ပြီးမနေ့ကအောက်တိုဘာလ9ရက်နေ့မွန်တက်12နာရီခန့်ကလည်းဂျက်ဖိုက်တာနဲ့မုံကျဲတိုက်ခိုက်ပေါ်အသေးချောင်းကိုလည်းသိချင်ရပါတယ်။ဖားကန်မြို့တို့အကြမ်းဖက်စစ်ကောင်စီရဲ့တပ်မ33တပ်မမှုပုံမှုချုပ်ကောင်းမင်းထွန်းနဲ့မိုးကောင်အရှိဆိုင်တပ်မဟာ3တပ်မမှုပုံမှုချုပ်စောဝင်းတို့ဦးဆောင်တဲ့အကြမ်းဖက်စစ်ကြောင်းကပြည်သူလူထုကိုလက်နက်ကြီး drone လက်နက်ငယ်များနဲ့จิกခတ်တက်ခတ်မှုကြောင့်၄လကျော်အတွင်းမှာပြည်သူ90နီးပါးသေဆုံးက290ကျော်ဒဏ်ရာရရှိခဲ့ကြောင်းကိုသိရှိရပါတယ်